အားလုံးပဲမင်္ဂလာပါရှင် AMM Online English Language Center မှာကြိုဆိုပါရရှင်ကျွန်တော်နာမည်ကတော့ဒေါ်နီလာတက်နိုင်ဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကိုရိုမာတို့ကိုဘာအကြောင်းလေးရှင်းပြပေးချင်တာဆိုတော့ကျွန်တော်လေတခါဒီမှာပေါ့နော်ကျွန်တော် native ပေါ့နော် native သဘောမျိုးပေါ့နော်ကျွန်တော်စကားပြောတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော် phrasal verb လေးတွေသုံးဖို့အသိဖို့ပေါ့လိုအပ်ပါတယ်ရှင်ဒီလိုနေ့စဉ်သုံးပေါ့နော်ပုံမှန်သုံးနေတဲ့ phrasal verb လေးကိုသိရဆိုလို့ရှိရင်ဒါစကားပြောတဲ့နေရာမှာဖြစ်ဖြစ်ပေါ့နော်သုံးတဲ့အခါမှာဖြစ်ဖြစ်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ပေါ့နော် phrasal verb တွေကတော့အများကြီးရှိပါတယ်ရှင်အဲ့ကြတော့အဲ့ထဲမှာပေါ့နော်နေ့စဉ်နဲ့သုံးတယ်ပို့ပြီးတော့လည်းအသုံးများတယ်ဆိုတော့ phrasal verb လေးပေါ့နော်အဲ့ဒီငါးလုံးလေးကိုကျွန်တော်ကထုတ်ပြပြီးတော့လေကျွန်တော်ကိုရိုမာတွေကိုရှင်းပြပေးနေတာဖြစ်ပါတယ်ရှင် Okay စလိုက်ရအောင်နော်နံပါတ်1ဒီနားလေးမှာပေါ့နော်ကျွန်တော်က sorry နံပါတ်1ကိုမစခင်ပေါ့နော် phrasal verb ဆိုတာဘာလဲကိုကျွန်တော်ရှင်းပြပေးပါမယ်နော် phrasal verb ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ကပုံမှန်မူရင်း verb ရှိတယ်လေအဲ့ဒီ verb ကိုမှသူ့နောက်ကနေကျွန်တော်တို့ preposition ဒါမှမဟုတ်ရှင် adverb အဲ့လိုမျိုးလေးတွဲပြီးလိုက်ပေးထားတာပေါ့နော် verb တုံးနဲ့မဟုတ်တော့ဘဲနဲ့လေသူ့နောက်ကနေ preposition ဒါမှမဟုတ်ရှင် adverb တွဲပြီးလိုက်လိုက်တာပေါ့နော်အဲ့လိုမျိုးပုံစံလေးကိုကျွန်တော်က phrasal verb လို့ခေါ်တာဖြစ်ပါတယ်ရှင့်အဲ့လိုမျိုးလိုက်ပြီး phrasal verb ဖြစ်သွားပြီဆိုလို့ရှိရင်သူကပေါ့နော်မူရင်း verb ရဲ့အဓိပ္ပာယ်နဲ့လုံးဝကိုကွဲထွက်သွားတာအဲ့ဒီအဓိပ္ပာယ်မဟုတ်တော့ဘဲနဲ့တခြားအဓိပ္ပာယ်တွေဖြစ်သွားတာပေါ့နော်အဲ့ဒါလို့ရှိရင်ကျွန်တော်ကဒါ phrasal verb တွေနဲ့ကျွန်တော်ဒါမျိုးလေးတွေသုံးလို့ရတယ်ပေါ့နော် Okay အသုံးများတယ်ပေါ့နော်နေ့စဉ်နဲ့သုံးတဲ့ phrasal verb အကြောင်းလေးကိုဒီထဲကနေပေါ့ထုတ်လုပ်ပြီးတော့ပေါ့နော်ကျွန်တော်ကရှင်းပြပေးပါမယ်ရှင် Okay အဲ့တော့ဒီမှာနံပါတ်1ဒီလိုကျွန်တော်စပြောချင်တာကတော့ကျွန်တော်အဲ့ဒီမှာကျွန်တော်ကိုယ်က put off နဲ့တွေ့ဦးမှာပေါ့နော် Okay အဲ့တော့ put off ကိုကျွန်တော်ကဘယ်နေရာမှာသုံးမလဲ put off ကသူ့ရဲ့အဓိပ္ပာယ်ကကျွန်တော်အချိန်ကိုရွှေ့ဆိုင်းတာ put off ဆိုတာဗာလေအချိန်ကိုရွှေ့ဆိုင်းတာအဲ့တော့ example အဖြစ်ဆိုလို့ရှိရင် my boss wants to put off the meeting until tomorrow ငါတထေးက meeting ပေါ့နော်မနေ့ဖြန်ကိုရွှေ့ချင်တာတဲ့အဲ့ဒါကျွန်တော်ကိုရိုမာတို့အချိန်ရွှေ့ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် postpone နေရာမှာပေါ့နော် postpone အစားပေါ့နော်ဘာသုံးလို့ရလဲ put off တကယ်မယ်နော် put off ဆိုတာဗာလေအချိန်ရွှေ့တာ okay အချိန်ရွှေ့ဆိုင်းပြီဆိုလို့ရှိရင် put off မှတ်မိသွားပြီနော်ဒါအသုံးများတဲ့ဟာလေးပေါ့နော် now number 2 call နဲ့ off နဲ့ကိုတွဲပြီးတော့ call off okay ဒီ call off ကိုဘယ်နေရာမှာသုံးလဲသူက cancel နဲ့အဓိပ္ပာယ်တူတူပဲအစီအစဉ်တွေဖြတ်သိမ်းတာနော်အဲကျွန်တော်တို့ cancel ဆိုပြီးတော့နော်အစီအစဉ်ဖြတ်သိမ်းတယ်ဆိုပြီးပြောချင်တယ်ဆိုလို့ရှိရင် call off ကိုသုံးလို့ရပါတယ်ရှင့် example if it rains we will call off the picnic မိုးရလို့ရှိရင်ငါတို့ဒီ picnic ကိုပေါ့နော်ဒီပွဲစားကိုငါတို့အဲ့ဒီအစီအစဉ်ကိုဖြတ်လိုက်မှာတဲ့ okay အဲ့တော့ call off ရဲ့အဓိပ္ပာယ်ကအစီအစဉ်ဖြတ်တယ်အစီအစဉ်ဖြတ်တယ်ဆိုလို့ရှိရင် call off okay နော်ဒါမှခုရှိသွားပြီပေါ့နော်ကျွန်တော်ဒီမှာ put off ဆိုရင်အချိန်ရွှေ့တယ်အချိန်ရွှေ့ရင် put off call off ဆိုလို့ရှိရင်အစီအစဉ်ဖြတ်သိမ်းတယ်အစီအစဉ်ဖြတ်သိမ်းတယ်ဆိုရင် call off okay အခုရသွားပြီနော် number 3 take နဲ့ off နဲ့တွဲပြီးတော့ take off သူတို့ဒီ take off မှာဆိုလို့ရှိရင်လည်းဒီပေါ့နော်ဒီ phrasal verb တွေမှာလည်းတခြားအဓိပ္ပာယ်လေးရှိနိုင်သေးတယ်နော်ရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်ကနည်းနည်းလေးအသုံးများပြီးတော့နည်းနည်းလေးမှတ်ရတဲ့ခါလေးကျွန်တော်ထုတ်ပြပေးထားတာပါနော်အဲ့တော့ take off ဆိုလို့ရှိရင်ကျွန်တော်အဝတ်စားတွေပါချုပ်ပြတာဖယ်ပြတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ take off ကိုသုံးပါတယ်နော် okay အဲ့တော့ example အဖြစ် take off your clothes because they are wet မင်းဝတ်စားတွေချုပ်လိုက်ပါတဲ့အဲ့ဒါလည်းစိုးနေတာတဲ့အဲ့တော့တခုပေါ့နော်ခဏကမှဝတ်ထားတဲ့ဟာတွေကိုချုပ်လိုက်တယ်ဆိုလို့ရှိရင်ဖယ်လိုက်တယ်ဆိုရင် take off ဆိုရင်ဝတ်စားတွေချုပ်ပလိုက်တယ်ဖယ်လိုက်တယ်အဲ့လိုချုပ်လိုက်တယ်ဖယ်လိုက်တယ်ဆိုရင် take off သုံးမျိုးရှိပါပြီနော် okay now number 4 put နဲ့ on နဲ့တွဲမယ် put on ခုန take off နဲ့သူကနည်းနည်းကပ်ပြီးတက်ရေးပြီးထားတာပေါ့နော်ခုန take off ကဝတ်စားတွေကိုချုပ်လိုက်တာ put on ကကျတော့ဝတ်တာလုံးဝ not ကလုံးဝကိုဒါနည်းနည်းပြတ်မယ်ဆိုလို့ရှိရင်မှတ်ရနည်းနည်းခက်တယ်လို့ပြောလို့ရနော်ဒါပေမဲ့တွဲပြီးမှတ်လို့ရအောင်ကျွန်တော်ကပြတ်ပေးထားတာပါနော်ခုန take off ကဝတ်စားတွေပါလို့ချုပ်တာ put on ဆိုလို့ရှိရင်ဝတ်တာဝတ်စင်တာဝတ်စားတွေဝတ်စင်နေနောက် make up တွေဆိုလို့ရှိရင်လည်းလိမ့်နေ skin care ဆိုလို့ရှိရင်လည်းလိမ့်နေခြေသုံးလို့ရတယ် put on ဆိုလက်ဝတ်ရတာဆိုလို့ရှိရင်ဝတ်တယ်ဆိုလို့ရှိရင် put on သုံးလို့ရပါတယ်နော် okay နော်အဲ့တော့ example she is just putting on her makeup သူက make up လိမ့်နေတော့မရှိသေးတာတဲ့ okay ပြန်ပြောမယ်take off ဆိုရင်ဝတ်စားတွေချုပ်တယ် put on ဆိုလို့ရှိရင်ဝတ်စားတွေဝတ်တယ်နောက် make up လိမ့်နေ skin care လိမ့်နေ okay နော်လေးခုရှိသွားပြီနောက်ဆုံး number 5 run နဲ့ out နဲ့တွဲပြီးတော့ run out ဟိဘယ်ပါလဲဆိုတော့ကုန်သွားတာသုံးလိုက်လို့ကုန်သွားတာနော်ကျွန်တော်မှငွေကုန်နေပတ်စံကုန်သွားတယ်သုံးလို့ရတယ်နော်ဒီ run out ပဲသုံးလို့ရတယ်နော် okay ထားပါကျွန်တော်တို့နွားတို့ကုန်သွားတယ်အကြားကုန်သွားတယ်နှင်းကုန်သွားတယ် run out သုံးလို့ရတယ်နော် example အပြင် my driving license runs out next month ငါရဲ့ဒီကားမောင်းရင်မောင်းလိုင်စင်ပေါ့နော်နောက်လာမှာကုန်ပါတဲ့ I must get it renewed ငါအသစ်ပြန်လုပ်ရတော့မှာတဲ့ okay နော်အဲ့တော့ကုန်သုံးလိုက်လို့ကုန်သွားတယ်ဆိုလို့ရှိရင် run out ရဲ့အဓိပ္ပာယ်ဒီသုံးလိုက်လို့ကုန်သွားတာ okay အဲ့တော့အဲ့ငါးလုံးလေးပဲပြန်ပြောမယ်နော်ကျွန်တော်လာပြီ put off ဆိုရင်အချိန်ရွှေ့ဆိုင်းတယ်ဆိုရင် put off
call off ဆိုလို့ရှိရင်အစီအစဉ်ဖြတ်သိမ်းတယ်အစီအစဉ်ဖြတ်သိမ်းတယ်ဆိုရင် call off take off ဆိုလို့ရှိရင်အဝတ်စားတွေကိုချွတ်တယ်ဖယ်ရှားတယ်ဝတ်စားတွေချွတ်တယ်ဖယ်ရှားတယ်ဆိုရင် take off အဝတ်စားကိုပြန်ဝတ်တယ်ပေါ့နော်ဝတ်စင်တယ်ဆင်မြန်းတယ်ဆိုလို့ရှိရင် put on ဆိုရင်အဝတ်စားတွေပြန်ဆင်မြန်းတယ်ပြန်ဝတ်တယ်ဟုတ်တယ်နော်နောက်တစ်ခုသုံးလိုက်လို့ကုန်သွားတယ်ဆိုရင် run out ဆိုလို့ရှိရင်သုံးလိုက်လို့ကုန်သွားတာ okay ဒါတွေကနေ့စဉ်လေးသုံးပြီးတော့သုံးရတယ်ဒါ phrasal verb လေး9လုံးရတာလေးကိုကျွန်တော်ရှင်းပြပေးတာပါနော်အဲ့တော့ကျွန်တော်ကိုလိုမတို့ကိုသိချာလေးကြည့်ပေးရပေါ့နော်အဆုံးကြည့်ပေးရတဲ့အခြေအနေအများကြီးထင်ပါတယ်ရှင့်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြုလုပ်ကြပါစေရှင်